မှာငါလဲဘူးဆိုတော့ငါမှလည်းမသိပါဘူးအော်ကျွန်တော်ရှင်းတာဟုတ်လားမဘာလေးစားလဲကြောက်ဟဲ့ဟာလားအိမ်မရှိရလေနင်အရှိရောက်နေပြီဟုတ်ဘာလာလောက်တာတော့အော်ပြင်သွားမို့လားရှိရဒီငါထင်းမှာဝင်ခဲ့လိုက်အေးမလေးမောလိုက်ရအော်ဆက်ဆက်ယူမြိုက်တယ်ဟမ်ဘာကိစ္စတော့ပြောပါအောင်ကောင်းမဟဲ့မိုးသွားဆောင်မယ်လေနီကိုစားလို့မရသေးဘူးငါကိုကိုနဲ့ချိန်ထားတယ်ဟဲ့နီးပါဦးဒီအင်ကြီးကဟိုတနေ့ကအင်ကြီးမဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့လဲဒီနေ့ဘာလို့ပြန်ဝင်လာတော့မင်းကလည်းကိုကငါ့ကိုလေဟိုမြန်မာစံလေးကြိုက်တယ်အဲ့တော့သူကြိုက်တာလေငါဝတ်ပေးထားတာလေမလားဘူးလားလာပါဟဲ့အမြဲတမ်းဒီအင်ကြီးဆိုတော့ဒီကလည်းသိရလေဒင်းကြီးနဲ့ငါ तू ကဂျင်းကြီးကြိုက်လို့ငါဒင်းကြီးဝတ်တာ तू ဘယ်လောက်ထိကြိုက်တယ်မကြိုက်လဲဆိုရင်ငါ तू အလေးထားလုံးလို့ဒင်းကြီးကိုငါမချွတ်မဲနဲ့တော့အိတ်တာသိလားနော်အဲ့ကြောင့်အနမ်းနေထွက်နေပါလေဆိုမရေချိုးပြီးသားဟဲ့နော်ရေချိုးပြီးဒါပဲပြန်ဝင်တာဟာကြိုက်လုံးတော့ခဏဆောင်ငါကိုလာမမို့လို့တငယ်ချင်းငါမောရေလေးပါလေးခတ်တိုက်အေးတီးဟောဒီမှာနေတောက်လိုက်တော့လေနေရလေလာနေကြဟာပဲဟုတ်တောက်လိုက်ငါလိုက်ပါဗျာဘယ်နာမှရေးချင်နေသိရမလားအေးပြောမတငယ်ချင်းဟဲ့ဆိုရင်ကိုဖုန်းလာပြီဟယ်လိုကိုအော်အောက်မှာရောက်နေလားဟိုင်းခဏမလာနဲ့မောနေမယ်ခလေးလာကြည့်မယ်နောက်ကိုနော်ခဏလေးစောဘယ်တော့မဟဲ့ငါကိုလာတယ်လေအဲ့တော့ငါသွားကြိုရမယ်သိလားဟဲ့လားခဏလေးညရေးမကြည့်ဘူးဒီကျုံမလို့တောက်ထားလိုက်ဆက်ကိုလူးလို့ဟဲ့ကိုလာဟဲ့ကိုမနဲ့တို့ငါလည်းတက်ထိုင်နေရောလေမထိုင်ဘူးကိုကြောပါအောင် line နေတာဟိုကလေးတွေကလည်းတက်တာမောတာပြမအဲ့ဒါကြောင့်တိလို့လေအဲ့မောတော့ဟောဒါလေးကကိုကိုတော့ခတ်တာဟဲ့ရောဟုတ်တယ်ကိုအတွက်စိတ်ထဲမှာလေကိုလာမယ်ဆိုတော့မနှောအိုင်ကရအဲ့တော့ကြိုပြီးတော့ကတ်လာလေးချစ်ဖို့ကောင်းလိုက်ရကိုရတော့လေမောနေမောနေရတယ်တော့ပဲစားကိုဖြည်းဖြည်းတောင်ငင်းနေဦးတက်လိုက်ဒီကဲပြောပါဦးလိုင်းကိစ္စဟိုလိုင်းကိစ္စလေဟိုအခုကိုစီးနေတဲ့ဖက်နှက်ကလေအဲ့ဒါအောက်ကကွာသွားတာအဲ့ဒါဖက်နှက်လေးတရံလောက်လိုချင်တာနဲ့ခလေးစီကိုလာလိုက်တာလူချင်းနဲ့ပြောနဲ့ဝယ်ချင်းနဲ့ပြောလိုက်ဝယ်ပေးပါလားအလိုက်ကြည့်တာလိုက်ပြီးတော့ဟိုပြီးတော့လေကိုအင်ကြီးလေကိုဝတ်တဲ့အင်ကြီးတွေကအဲ့ဒါတနေရာနဲ့တနေရာသွားတော့ဖက်နေတာပေါ့အေးပေါ့အဲ့ဒါကိုအင်ကြီးအစ်စ်လေးလေလိုချင်တာနဲ့အဲ့ဒါဝယ်ပေးပါအောင်အဲ့ဒါကိုဝယ်တည်တယ်အဲ့ဒါပြန်မစတည်တယ်ပြီးတော့နောက်တော့ပါလေအလိုက်တီးလိုက်တာအဲ့ဒါနဲ့လေဟိုညလည်းကလေးတီးတဲ့အတိုင်းမန်ယူကလည်းရှုံးတယ်လေဘကူကတခါမှမနိုင်အမြဲတမ်းရှုံးနေရတယ်ရှုံးပြီမဲ့ကိုအသိမ်းပေါ်မှာတစ်ဖာရှိတာဘကူကအဲ့ဒါမန်ယူကလည်းရှုံးတော့အခုဟိုပတ်စံပြတ်သွားတာမရှိတော့တာပြောအဲ့ဟိုပတ်စံပြတ်သွားတာအဲ့ဒီကလွှဲရမယ်ဆိုတော့ချူစီလေဒီကဝေးလာလို့မရှိဒီရောဟာဟုတ်ပါဘူးငါဒီမှာသတင်းတက်လာလို့ချစ်တာဟုတ်လားမနာလို့ဖြစ်နေရလားဟင်အဲ့ဒါငါလည်းချစ်ပေးမယ်တော့မရှိတာပြောပါရှင်းလားအဲ့ဒါအဲ့တော့ကလေးကဘာလုပ်ပြရမလဲဆိုတော့ခဏဝယ်ပြရမယ်အင်ဂျီလေးဝယ်ပြရဟုတ်တယ်ပတ်စံလည်းလွှဲပြရဝေးလာတော့မရှိဘူးကွယ်ကလေးက KB ပဲရှိတယ် KB ရှိတယ်ဟောရှိလားဟိုလေငါ့ကိုတနေ့ကချီရ9000ပေးရမှာနော်ဒီလုံးလို့မရလဲဟုတ်ပါဘူးဘာတွေပြောနေရလဲခဏနဲ့ငါ့ကိုရှိတယ်နော်ဟုတ်ပြသူကအဲ့လိုပဲခိုင်းကြတယ်ကြောင်ဆိုထားပြီးထောက်တတ်တယ်ဒါနဲ့ကိုရောက်တယ်ရောက်တာဟိုဒါပေမဲ့လေခလေးဒါပဲဆိုတော့ကိုကဟိုဖက်နက်တွေရောအင်ဂျီတွေရောအပြင်သွားဖို့တွေဆိုတော့ဘယ်လိုလုပ်လောက်မှာလဲလို့မလောက်ဘူးလားလို့ကိုက10သိန်းတော့မလောက်ဘူး10သိန်းနဲ့ဟိုမလောက်ဘူးလေအဲ့ဒါနည်းနည်းလောက်ထပ်လွှဲပြအောင်ပြီးမလေးရှိတာလေးကုန်လွှဲလိုက်တာပြီးရောကိုချက်တဲ့သူဆိုတော့လွှဲရမှာပေါ့ရောက်ဘူးကြည့်လားရောက်ပါပြီနော်ဒါနဲ့နေဦးလေကလေးရတယ်တပြားမှမရှိတော့ဘူးဆိုတော့ကိုနဲ့လည်းဟိုလွှမ်းနေလေအဲ့တော့ကလေးမိုးကြီးပါနေချက်ကြီးပါလားကျွေးရမှာဗောကိုကလေးလေးကိုအချက်ဆုံးပဲအဲ့တော့ကလေးစားကျင်တာကိုဒီနေ့အကုန်လိုက်ပေးမယ်ပြီးရောအဲ့ဆိုလိုက်ခဲ့မယ်ဟဲ့မျိုးလေညာလဲ
အိမ်မှာဘာမှမရှိဘူးတကယ်ကြီးအဲ့တော့နေအိမ်ဆောက်ကြံခဲ့ ဟာ လား မဟုတ်ဘူးလေငါနဲ့အပြင်သွားဖို့ပြောတာ နောက်မှပြောနောက်မှနေနောက်မှတွေ့လဲရတယ်အေးအေးဆေးအဲ့တော့ငါအိမ်မှာလူဆောင်မှုရောက်မှမရှိနေဆောက်ကြံခဲ့လိုက်ဘာလို့သွားတော့မေဒီနေ့ပြန်ပြီးတကယ်ကျိုးလို့ငါသားရတာ तू ကတွေးခဲ့တယ်သွားပြီ တခိုးကမှာဆို မေခနေငါ့ကိုလောက်ဝါပြန်ပြီနော်ဟာစိတ်ပါရဲ့မုန်းသွားစားပါမယ်ဆိုလို့ကမစားမတွေ့ဘူး